Okay ကဲဂီတာမှုလက်စီကလက်ခုပ်တန်အပ်ပြီ Thank you very much Okay အောက်ကဟာဂီတာမှုဒီရတိုင်းအလွမ်းပြီးဟိုယခိချစ်ခေစင်ကမင်းပေးတဲ့တပုံလေးကာပြောတဲ့ခြင်းလေးမောင်ရဲ့ကြည်နာချီနာပြောရမလို့ပြီအော်ပြောရမလို့ပြီအကိုဆက်စရာကြီးကြည့်ကောင်းကောင်းနဲ့ကြည့်တယ်ဒီရတိုင်းအလွမ်းပြီးဟိုယခိချစ်ခေစင်ကမင်းပေးတဲ့ဆာလွန်လေးခဏဆက်ခါလေးကြာလာရင်မောင်မြဲရှိလေဆွေးမြေတော့ကလေးအော်ဆွေးမြေတော့တချင်ရပြီးတော့မတယောက်မှလည်းဆုံးချမှာညမှာလည်းပါမဲ့ပုံပေါ်ပါဒီရရင်ပြန်လာပါဘယ်ရပုံလို့တိတ်ဆောင်လေမိမရရင်ပြန်လာပါကျူထားခဲ့တဲ့သစ္စာတွေမဟောင်းမေးပါဘူးမပြောင်းမေးပါဘူးမနှောင်းမေးပါဘူးလေခုဘဝထဲမှာကနောက်ဘဝထဲနဲ့ဆက်ချစ်ပြီးမြင်ပြီအော်အချစ်အော်အချစ်အဖေရတဲ့ချင်းဆိုတဲ့တပြက်ကโอเคကျေးဇူးများကြပါလေအားလုံးလက်ခုပ်မတီးပါနဲ့ဒီရဘလို့ပြဒီကကိုအောင်စုလို့တပည့်လူတွေပေါ့ဒီလိုအဆုံးမျိုးရှိတာဒီရတိုင်းအလွမ်းကြီးအိုးယခိချစ်ခေစီငါမိပေးတဲ့ပုံလေးစကားပြောတဲ့ချင်းလေးချူရဲ့ကြည်လာပြောရမလို့ပြီအော်ပြောရမလို့ဒီရတိုင်းအလွမ်းကြီးအိုးယခိချစ်ခေစီငါမိပေးတဲ့ဆာလော်လေးခဏဆက်ခါလေးကြာလာရင်မောင်မြဲရှိလေဆွေးပြီးတော့မလေးအော်ချစ်ဘာပါကူမဒီလိုပါဒီရရင်ပြန်လာပါဘယ်ရောက်ဖို့လို့တင်ရှောင်းလေမိမရရင်ပြန်လာပါကျူထားနေတဲ့သစ္စာတွေမဟောင်းမေးပါဘူးမပြောင်းမေးပါဘူးမနှောင်းမေးပါဘူးလေခုဘဝဒီမကနောက်ဘဝထိုင်နေဆက်ချစ်နေပြီအော်ချစ်အော်ချစ် Thank youဒီမှာအကျွေးနေပြရမှာလား900တော့ပြန်ပေးပါဦးအမ်းအောင်ဒီမင်းတွေ1000တန်းလာကြပြီ900ပြန်အမ်းခိုင်းအဲ့တော့ကိုကောင်းအောင်ကပတ်စံမင်းအမှန်ဈေးမို့နေမယ်ဘာလို့နောက်လူတွေလာနေပြီဒီစပင်းပုံစံအဲ့ဒါဘယ်ဆိုင်ညက်လိုက်တာအီမိုကီအဲ့တော့ကျေးဇူးများတင်ပါတယ်ဆုချပေးတယ်ကျွန်တော်အမတွေကျွန်တော်ညီမလေးတွေဆုချတယ်ဆိုတာရည်တရားမောတရားဆရာပါလာပါမယ်လားအကျွေးလည်းမလို့လားနော်အဲ့ဆိုကဲဒီနာမည်ပုံညာပေါ်ရညာနဲ့တာအိုးအဲ့ဒါဒီဘက်ကတော့ရအဲ့ဒါဘာသာလေးတော့တယ်ခါအိမ်သာတော့တယ်တကူရဲ့ဣပတ်တယ်ပါဆိုပြီးလာတယ်ဒီညဆုချပေးတဲ့အမားတွေကျွန်တော်ကရည်တရားမောတရားဖြစ်ပတ်စံဆုချတယ်ဆိုတော့နောက်ပါကျွန်တော်တို့ကဆုချတဲ့ပတ်စံတွေကို
ကျွန်တော်ပြောချင်တာလည်းကတည်းကမလုပ်ပါကျွန်တော်အမှုပညာသမားတွေဆိုတာဘဝမှာပေါ့တွေးတတ်ဖို့ပေါ့နောက်တက်ကြီးလာတဲ့အချိန်ကျရင်ကိုယ့်အတွက်ပူပင်တော့ကမရှိအောင်ရေရှည်ကိုမျှော်ကိုပြီးတော့အခုအချိန်ကလေးကစီးပွားရေးတစ်ခုကိုရင်းနှီးမြှုပ်နှံပြီးတော့လုပ်ကိုင်နေပါပြီအဲ့တော့ဒီမှာဒါတို့ဘာရက်ကွက်နှိစီကုန်းရက်ကွက်ကမိသားစုတွေစုချတဲ့ပတ်စံကိုကျွန်တော်ရဲ့စီးပွားရေးထဲမှာထည့်ပြီးတော့ကျွန်တော်မြှုပ်နှံပါမယ်ကျွန်တော်ရဲ့လုပ်ငန်းလေးအောင်မြင်လာရင်ဒုတိယမိသားစုတွေဘယ်တော့မှမပြီးပါဘူးကျွန်တော်ရဲ့စီးပွားရေးကပါလဲဆိုတော့ဒီညရတဲ့ပတ်စံတွေအားလုံးကိုမနေ့ကမနေ့ကျွန်တော်ခွန်သုံးတစ်ခွက်ထဲထိုးမှာဖြစ်ပါတယ်